ကျွန်တော်ခုပြောပြမိမယ်အကြောင်းကတော့ Gemini Enterprise ကို free လျှောက်တဲ့နည်းလေးပြောပြပေးမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ဘယ်ဝေသွားအောင်မလို့ဆိုတော့ဒီပေးထားတဲ့ link ကနေပြီးတော့ဒီဝေသွားရမယ်နော်အဲ့ဒါဒီကိုရောက်ပြီနော်ဒီကိုရောက်ပြီဆိုရင်ကျွန်တော်တို့မေးကိုမထည့်ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကတစ်လတစ်ခါ free လျှောက်ချင်တာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့မေးနေဆိုလုံးရှုံမှာမို့လို့ကျွန်တော်တို့ temporary မေးသုံးမယ်ပေါ့နော်အဲ့ဒါကဒီ link လေးကို copy ယူပြီးသွားလိုက်ရင်ဒီကိုရောက်လာမယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ mail ကို copy ကူးလိုက်မယ်ကူးပြီးတော့ဒီမှာ paste ချလိုက်မယ်ပြီးရင် continue with mail ဆိုတော့ねအဲ့ဒါလို့ရင်သူကကုတ်6လုံးတောင်းမယ်เนาะအဲ့တော့ကျွန်တော်ဒီမှာပြန်သွားမယ်သွားပြင်ဒီကောင်ကို refresh box လေးလုပ်လိုက်မယ်เนาะအဲ့ဒါဆိုလို့ရင်အဲ့ထဲကိုရောက်သွားပြီတော့သူပေးထားတဲ့ဥစ္စာကိုကျွန်တော်တို့ copy ကူးလိုက်မယ် copy ကူးပြီးတော့ကျွန်တော် verify နှိပ်လိုက်မယ်ပေါ့နော် paste ချပြီး verify နှိပ်လိုက်မယ်ဒါဆိုလို့ရင်ကျွန်တော်တို့ဟို Gemini account free ရပြီပေါ့နော် Gemini account free ရပြီဆိုတော့ကျွန်တော်တို့လိုချင်တဲ့ဥစ္စာတွေအကုန်လုံးဒီမှာထုတ်လို့ရတယ်အဲကျွန်တော်တို့နာမည်နည်းရေးမယ်ဆိုရင်ကျွန်တော်က mm touch လို့ပဲရေးလိုက်မယ်နော်သူကခုနမှ data ကျွန်တော်တို့ data နဲ့ချိန်မှာတော့ကျွန်တော်တို့ main မဟုတ်တယ်ဆိုတော့ကျွန်တော်တို့မချိန်တော့ဘူးလို့ပြောရတယ်နော်ဒါဆိုလို့ရင်ဒီမှာကျွန်တော်တို့ဒါ enterprise account ရပြီနော်ဒါဆိုလို့ရင်ကျွန်တော်တို့ဒီမှာဘာတွေသုံးလို့ရမှာတော့ generate pro လုပ်လို့ရမယ် create video with video ထောက်ခိုင်းလိုက်မယ်နော် prompt လေးတစ်ခုရေးပြီးတော့ဒီထဲမှာကျွန်တော် prompt တစ်ခုရိုက်ပြီးတော့ video ထုတ်ခိုင်းနေတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာရေးထားတဲ့ prompt ရှိရဲအဲ့ဒါကိုကျွန်တော် copy ကူးလိုက်မယ် C ပေါ့နော် copy ကူးပြီးတော့ဒီထဲမှာထုတ်ခိုင်းကြည့်လိုက်မယ်အဲ့တော့thinking တွေဒီကောင်လုံးနေနော်